1999မှာဟစ်တလာကပိုလန်ကိုအနောက်ဘက်ကနေကျူးကျော်ခဲ့ပြီးရက်အနှဲငယ်အကြာမှာစတာလင်ကအရှေ့ဘက်ကနေကျူးကျော်ခဲ့ပါတယ်။ဒါကြောင့်သူတို့ကနိုင်ငံကိုနှစ်ပိုင်းခွဲလိုက်ကြတယ်။ပိုလန်စစ်တပ်အရာရှိဂျန်နုရှ်ကိုဆိုဗီယက်တွေကဖမ်းဆီးခဲ့ပြီးသူကသူလျိုတယောက်ဖြစ်တယ်ဆိုတဲ့စာရွက်စာတမ်းကိုလက်မှတ်ထိုးဖို့ဖိအားပေးခဲ့တယ်။ဒါကမဟုတ်မမှန်တဲ့အချက်ဖြစ်လို့ဂျန်နုရှ်ကလက်မှတ်ထိုးဖို့ညှဉ်းဆန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာစစ်သားတွေကဂျန်နုရှ်ရဲ့ဇနီးကိုခေါ်လာခဲ့ပြီးသူမဟာဂျန်နုရှ်ကိုသူ့လျိုတယောက်အဖြစ်ဆွဆွဲလာတဲ့အထိနှိပ်စက်ခံခဲ့ရတယ်။ဂျန်နုရှ်ကဒါကိုညှင်းဆိုခဲ့ပေမဲ့စစ်သားတွေကသူမစီကနေရရှိထားတဲ့လက်မှတ်ပါတဲ့စာရွက်စာတမ်းတွေရှိနေခဲ့ပါတယ်။1940ခုနှစ်မှာစိုက်ဘေးရီးယားကအလုတ်စခန်းတစ်ခုကိုဂျန်နုရှ်နဲ့တခြားအကျဉ်းသားတွေကိုခေါ်ဆောင်သွားခဲ့ပါတယ်။စိုက်ဘေးရီးယားဟာကြမ်းတမ်းတဲ့တဘာဝပတ်ဝန်းကျင်ရှိနေလို့ဘယ်သူမှလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့သူတို့ကိုပြောကြားခဲ့ပါတယ်။အကျဉ်းသားတွေဟာအစားအစာအလွန်နည်းပါးစွာရရှိကြပြီးဗီတာမင်ချို့တဲ့မှုကြောင့်လူအများအပြားကညဘက်မှာကောင်းကောင်းမမြင်ရတဲ့ဝေဒနာခံစားနေရပါတယ်။ Smith ဆိုသူဟာအစားအစာတစ်ခုကိုမတော်တဆချလိုက်မိရမှာဂျန်နုရှ်ကအကျဉ်းသားတစ်ယောက်ကိုတနာပြီးသူ့ရဲ့ကိုယ်ပိုင်အစားအစာကိုဝေမျှပေးခဲ့တယ်။အဲဒါကြောင့် Smith ကသူ့ကိုကျင်နာမှုဟာဒီမှာအသက်အန္တရာယ်ရှိစေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ခါဘာယော့ဖ်ကဂျန်နုရှ်ကို Smith ဟာနိုင်ငံခြားသားဖြစ်လို့ဖမ်းဆီးခံခဲ့ရတဲ့အမေရိကန်လူမျိုးဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဂျန်နုရှ်ကလည်းသူဟာမမှန်မကန်ဆွဆွဲချက်တွေနဲ့ထောင်ဒဏ်အနှစ်20ချမှတ်ခံထားရတယ်လို့ပြောပြခဲ့ပါတယ်။အဆောင်မှာတော့ဗာကာဟာငွေကြီးအတွက်ဖဲကစားနေပါတယ်။ခါဘာယော့ဖ်ကဂျန်နုရှ်ကိုဒီလူတွေဟာရာဇဝတ်ကောင်တွေဖြစ်ပြီး gap တွေကသူတို့ကိုဒီမှာအရာရာကိုလုတ်ပိုင်ခွင့်ပေးထားတယ်လို့ပြောပြခဲ့ပါတယ်။ဂျန်နုရှ်ကထပ်ပြေးဖို့အကြံစီတွေရှိနေခဲ့ပေမဲ့ခါဘာယော့ဖ်ကဒါဟာမဖြစ်နိုင်ဘူးလို့တတိပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဗာကာဟာအကျဉ်းသားတစ်ယောက်စီကနေဂျာကင်အင်ဂျီကိုတောင်းခဲ့ပြီးထိုလူကညှင်းဆန်တဲ့အခါဗာကာကသူ့ကိုဓာတ်နဲ့ထိုးတက်ခဲ့ပါတယ်။ရက်တွေကုန်လွယ်လာတာနဲ့အမျှဂျန်နုရှ်ဟာစခန်းတဲကအခြေအနေတွေကိုကျင့်သားရလာခဲ့တယ်။အကျဉ်းသားတွေဟာတစ်ခုတ်တာကြောက်တွင်းတူးတာစတာတွေကိုလှုပ်ဆောင်ရပြီးသူတို့ဟာအဝတ်စားတစ်တွေလည်းမရရှိကြပါဘူး။ညတညမှာဂျန်နုရှ်ကသူ့ရဲ့အဝတ်စားတွေထဲမှာတန်းတွေရှိနေတာကိုတွေ့ရှိခဲ့တယ်။ခါဘာယော့ဖ်ကသူ့ကိုအပြင်ခေါ်ထုတ်သွားပြီးဂျန်နုရှ်ကကိမ်းမြော့စင်တွေကိုကြည့်ကထပ်ပြေးဖို့စဉ်းစားနေခဲ့ပါတယ်။သူတို့ဟာမွန်ဂိုလီးယားကိုသွားဖို့အစီအစဉ်ဆွဲခဲ့ကြတယ်။အဲ့ဒီအတွက်အစားအစာတွေကိုစုဆောင်းခဲ့ပြီးခါဘာယော့ဖ်ကဆေးလိပ်တွေနဲ့အစားအစာကိုလဲလှယ်ခဲ့ပါတယ်။အကျဉ်းသားတွေအလုံသွားဖို့စ조사နေစဉ်မှာစီးနှင်းတွေအလွန်ထူထပ်နေခဲ့ပါတယ်။ Smith ဟာဂတ်တယောက်ကသူ့ကိုတေနတ်နဲ့ချိန်ထားတာကိုလစ်ညူရှူပြီးတောအုပ်ထဲကိုလမ်းလျှောက်သွားခဲ့တယ်။နောက်ဆုံးမှာတော့ဂတ်တွေကလည်းတောအုပ်ထဲမှာခိုလုံဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဂျန်နုရှ်နဲ့ Smith တို့ဟာမိုင်းတွင်းထဲမှာအလုပ်လုပ်ရပါတယ်။အဲ့ဒီမှာလေဝင်လေထွက်မကောင်းတာကြောင့်ဂျန်နုရှ်ဟာစိတ်ကူးယဉ်မှုတွေဖြစ်ပေါ်လာခဲ့ပြီးအပြင်ဘက်ကိုထွက်သွားဖို့ကြိုးစားခဲ့ပါတယ်။ Smith ကသူ့ကိုအချိန်မီဆွဲထုတ်နိုင်ခဲ့ပါတယ်။ဂျန်နုရှ်က Smith ကိုခါဘာယော့ဖ်နဲ့အစီအစဉ်အကြောင်းပြောပြခဲ့ပေမဲ့ Smith ကခါဘာယော့ဖ်ဟာအသက်ရောက်လာတဲ့သူတွေကိုမဖြစ်နိုင်တဲ့ကတိတွေပေးပြီးလှည့်စားနေတာလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဂျန်နုရှ်ကထွက်ပြေးဖို့စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင်သူလည်းလိုက်မယ်လို့ပြောခဲ့ပါတယ်။ဂျန်နုရှ်ကခါဘာယော့ဖ်ကိုတွားရောက်ပြောဆိုခဲ့ပေမဲ့ခါဘာယော့ဖ်ကစင်ချေတွေပေးကညှင်းဆိုခဲ့ပါတယ်။သူတို့ကိုဗာကာကတွေ့ရှိသွားတဲ့အတွက်သူတို့အထဲကိုပြန်ဝင်သွားခဲ့ကြတယ်။ခါစစ်ဟာညဘက်မှာကောင်းကောင်းမမြင်ရတဲ့ဝေဒနာရှိနေတာကိုအန်ဒရေကသိသွားခဲ့ပါတယ်။ဒါပေမဲ့ခါစစ်ကဒါကိုရှုတ်မှတ်ထားပေးဖို့တောင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်း Smith ကထွက်ပြေးဖို့လမ်းကြောင်းကိုသိရှိဖို့ကြိုးစားခဲ့ပါတယ်။ဗာကာဟာဂျန်နုရှ်ကိုဓာတ်နဲ့ချင်းချောက်ပြီးသူလဲလိုက်မယ်လို့ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာ generator ကိုပိတ်လိုက်ပြီးချန်စီယိုကိုဖြတ်ကထွက်ပြေးခဲ့ကြတယ်။ဂတ်တွေဟာနှင်းမုန်တိုင်းကြောင့်သူတို့ကိုကောင်းကောင်းမမြင်နိုင်ခဲ့ပါဘူး။အကျဉ်းသား9ယောက်ဟာတောထဲမှာတက်နိုင်သမျှမြန်ပြေးခဲ့ကြတယ်။ဂျန်နုရှ်ကသူတို့ကိုမျက်နှာကားတွေလုပ်ပေးပြီးနှင်းတွေကြားမှာဆက်လက်လောင်းလတ်နိုင်အောင်ကူညီခဲ့ပါတယ်။နှင်းမုန်တိုင်းရပ်သွားတဲ့အခါသူတို့ခေးတက်နာခဲ့ကြပါတယ်။ဗာကာကဗာကာကိုတပ်ဖြတ်ပြီးသူ့ရဲ့အဝေးအစားတွေနဲ့အစားအစာတွေကိုယူလာခဲ့ပါတယ်။ Smith ကဗာကာနဲ့အတူတူသွားရတာဟာမကောင်းတဲ့အခြေအနေဖြစ်တယ်လို့ဂျန်နုရှ်ကိုပြောပြခဲ့ပါတယ်။
ဂျန်နုရှ်ကနေရောင်ချီနဲ့ရေမော်တွေကိုကြည့်ပြီးလမ်းကြောင်းကိုရှာဖွေခဲ့ပါတယ်။သူတို့ဟာအိုင်တစ်ခုစီကိုရောက်ဖို့နောက်ထပ်ရက်တပတ်အနေငယ်လိုအပ်နေပါသေးတယ်။ခါစစ်ဟာတစ်သားသွားရှာရင်းနဲ့ညရောက်တဲ့အခါမျက်စိမမြင်ရတော့လို့လမ်းပြောင်းသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအေးခဲပြီးတည်ဆုံသွားခဲ့ပါတယ်။သူတို့သူ့ကိုမြေမြုပ်တင်ကြုတ်ပေးခဲ့ကြတယ်။ရက်တပတ်အနေငယ်ကြတဲ့အခါသူတို့ဟာအစာရေးစားအလိုငတ်မွလာခဲ့ပါတယ်။သူတို့ဟာဝန်ပလွေတွေစီကနေအသားတချို့ကိုလူယူစားခဲ့ကြရပါတယ်။ဂျန်နုရှ်ကအိုင်ကိုရှာဖွေဖို့တယောက်ထဲထွက်သွားခဲ့ပါတယ်။ဂျန်နုရှာစိတ်ကူးရင်မှုတွေကြုံတွေ့ခဲ့ရပေမယ့်နောက်ဆုံးမှာတော့အိုင်ကိုရှာတွေ့ခဲ့ပြီးအဖွဲ့စီကိုပြန်လာခဲ့ပါတယ်။အိုင်ကိုရောက်ပြီးတဲ့နောက်သူတို့ဟာနဲဆက်ကိုသွားဖို့ဆက်လက်လုံလည်ခဲ့ကြတယ်။တော်ထဲမှာပိုလန်မင်္ဂလေးအိုင်ရီနာနဲ့တွေ့ဆုံခဲ့ပါတယ်။သူမဟာရုရှားလေတော်ကနေထပ်ပြေးလာတာဖြစ်ပြီးသူတို့နောက်ကိုလိုက်ချင်နေခဲ့ပါတယ်။အစာပိုင်မှာသူတို့ကညင်းဆိုခဲ့ပြီးမြဲနောက်ဆုံးမှာတော့သူမကိုအဖွဲတဲကိုခေါ်ဆောင်ခဲ့ပါတယ်။သူတို့ဟာအဝိစားတွေကိုရှော့ဖော်ပြီးတန်ရှင်းရေးတွေလှုပ်ဆောင်ခဲ့ကြတယ်။ Smith ဟာ Irina ရဲ့အတိတ်အကြောင်းကိုမေးမြန်းခဲ့ရမှာသူမဟာလိန်ညာပြောဆိုနေတာကိုသိရှိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမကနောက်တစ်ခါထပ်မလိန်ဖို့ကတိပေးခဲ့ပါတယ်။သူတို့ဟာမြို့တစ်ခုကိုတွေ့ရှိခဲ့ပေမဲ့အန်ဒီယာရှိနိုင်လို့ရှောင်ကွင်းသွားခဲ့ကြတယ်။ဗာကာဟာခွေးတစ်ကောင်ကိုသတ်ပြီးသူတို့အတွက်အသားရအောင်လုပ်ပေးခဲ့ပါတယ်။ Irina ကသူမရဲ့မိဘတွေဟာပိုလန်ကွန်မြူနစ်တွေဖြစ်ပြီးမော်စကိုမှာအလုပ်လုပ်နေစဉ်ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်းအဖြစ်မှန်ကိုပြောပြခဲ့ပါတယ်။သူတို့ဟာချင်းတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ဒါပေမဲ့ဒေတာခံတယောက်စီကနေချင်းတွေမလာအောင်လုပ်ပေးနိုင်တဲ့လဲဆွဲတစ်ခုကိုရရှိခဲ့ပါတယ်။ Irina ဟာအဖွဲ့ဝင်သူဦးစင်းရဲ့အကြောင်းတွေကိုမေးမြန်းခဲ့ပါတယ်။ Smith ရဲ့ခြေထောက်ကတန်းပြားနေကိုလည်းသူမကကူတာပေးခဲ့ပါတယ်။သူတို့ဟာမွန်ဂိုလီးယားနယ်စပ်ကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ဗာကာကတော့ဆိုဗီယက်အပေါ်တစ္ဆာရှိတာကြောင့်ရုရှားမှာပဲကျန်ရစ်ခဲ့ပါတယ်။ဂျန်တဲ့သူတွေကတော့တဲကန်တာရာကိုဖျက်ပြီးဆက်လက်ရှောင်လန်းခဲ့ကြတယ်။မွန်ဂိုလီးယားဟာလည်းကွန်မြူနစ်တွေရဲ့လက်အောက်မှာရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။ဖုန်ကြီးကျောင်းတစ်ခုကိုရောက်တဲ့အခါမှာလည်းအဲ့ဒီနေရာဟာပျက်စီးနေခဲ့ပါတယ်။ဒါကြောင့်သူတို့ဟာအိန္ဒိယကိုရောက်ဖို့တရုတ်နိုင်ငံကိုဖျက်ချော်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။တဲကန်တာရာလည်းမှာသူတို့ဟာအပူဒဏ်ကိုအလွန်အမြန်းခံစားခဲ့ရပါတယ်။သူတို့ဟာမြင်းစည်းသားတွေနဲ့တွေ့ဆုံခဲ့ပြီးသူတို့ကတစ်ပတ်ကိုသွားမဲ့သူတွေအဖြစ်ဟန်ဆောင်ခဲ့ကြတယ်။ရေငတ်မွန်မှုဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရပြီးမိရက်တွေမြင်နေခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ရေတွင်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။တဲမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးသူတို့မှရှိတဲ့ရေတွေအကုန်လုံးဆုံးရှုံးသွားခဲ့ပါတယ်။ Irina နဲ့ Tomas တို့ဟာအလွန်ဖျားနာလာခဲ့ပါတယ်။ Andre က Irina ကိုပွေ့ချီသွားခဲ့ပြီးမြဲနောက်ဆုံးမှာတော့သူမတည်ဆုံသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာ Tomas လည်းတည်ဆုံသွားခဲ့ပါတယ်။သူတို့နေအောင်လုံးကိုတဲထဲမှာမြေမြုပ်တင်ကြုတ်ပေးခဲ့ပါတယ်။ Smith ဟာလမ်းမလျှောင်နိုင်တော့တဲ့အတွက် Janusz ကသူ့ကိုဆွဲခေါ်သွားခဲ့ရပါတယ်။ Zoran ကရေအနှဲငယ်ကိုရှာတွေ့ခဲ့ပြီးသူတို့ဟာမွေးတကောင်ကိုသက်စားကအပြင်းပြေခဲ့ကြတယ်။ Smith ကသူ့ကိုထားပစ်ခဲ့ဖို့ပြောခဲ့ပေမဲ့ Janusz ကညှင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့မြစ်တစင်းကိုရှာတွေ့ခဲ့ပါတယ်။သူတို့ဟာတရုတ်မဟာဒန်တိုင်းကိုဖျက်ကျော်ပြီးဟေမာဝန်တာတောင်တုံလေးကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာဒီဘက်မှာရှိတဲ့ဖုန်ကြီးကျောင်းတစ်ခုကိုရောက်ရှိခဲ့ကြတယ်။အဲ့ဒီမှာသူတို့အစားအစာတွေရရှိခဲ့ပြီး Smith ကအမေရိကကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျန်တဲ့သူတွေကလည်းသူတို့ရဲ့အစီအစဉ်တွေကိုပြောပြခဲ့ကြတယ်။ဂျန်နူရှာတယောက်တည်းဆက်လက်ထပ်ခွာခဲ့ပြီးနောက်ပိုင်းမှာ Zora နဲ့ Andre တို့ကသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့အိန္ဒိယကိုရောက်ရှိခဲ့ပါတယ်။1989ခုနှစ်မှာပိုလန်ဟာလွတ်လပ်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။ဂျန်နူရှာသူ့ရဲ့နေအိမ်ကိုပြန်လဲရောက်ရှိခဲ့ပြီးသူ့ကိုစောင့်မျှော်နေတဲ့ဇနီးဖြစ်သူနဲ့ပြန်လဲဆုံတွေ့ခဲ့ရပါတယ်။